အိမ်နင်းဝါတွေမှာအဓိကကြတဲ့ကိုစုမပုတ်လို့ခေါ်တဲ့ကျွန်တော်တို့ main panel ပုံမှာ wiring စတင်ပုံကိုလေ့လာကြမယ်။ power နဲ့ component တွေကတော့ energy meter တစ်လုံးရှိမယ်။ main breaker တစ်ခုရှိမယ်။ single pole breaker 5 ခုရှိပါမယ်။ဒီ main panel ပုံမှာ supply wire အကျိုးကနေ energy meter ကိုသွားမယ်။ energy meter မှာကျိုးအဝင်ကတော့ phase နဲ့ neutral နဲ့ supply wire နဲ့စဝင်မယ်။ပြီးရင် neutral phase ဆိုပြီးတော့လာပါတယ်။ phase neutral supply wire နဲ့စကို main breaker ရဲ့အောက်ကနေ phase နဲ့ neutral နဲ့စဝင်မယ်။ main breaker ကနေထွက်လာတဲ့ neutral တစ်စကို neutral link neutral bar ကိုဝင်မယ်။နောက်တစ်ခါ phase wire အကျိုးတစ်စကို single pole breaker တွေရဲ့အဝင် terminal မှာလူပင်ယူထားပါမယ်။ကျွန်တော်တို့အဲ့ဒီ single pole breaker တွေအဲ့ကမီးဖို့ကြောင်က lighting socket စတဲ့နေရာတွေကို phase တစ်စနဲ့ neutral တစ်စကိုယူပြီးတော့ wire connection ဆက်သွယ်ရမှာပဲဖြစ်ပါတယ်။